အခုကြောင့်မမအဲ့ဒါလည်းမရှိတော့ဘူးဆိုင်မှာရောင်းရရင်အမေဒါကဒီလိုဒီနေ့အသီးတွေစိမ့်တာများတယ်ဒီနေ့ဘလို့ဆိုအမေကိုပြောလို့ရတယ်အခုတော့ပြပြကြမရှိတော့ခါအိမ်ရောက်သွားရင်တော့ဟာတာတိုင်းမမလေးခုနားလေးမှလည်းသူထိုင်ခဲ့နေတာဒီနားမှလည်းသူထိုင်ခဲ့တာအဲ့လိုမျိုးဆိုညလုံးထဲမှာမြင်နေရပါလေအမတို့ကဝယ်သူကိုအမခံပေးရအဲ့တော့ချက်နေမမတို့ရက်ပြလာခဲ့ဝယ်သူအမအချိုလေးကြိုက်လားအခါလေးကြိုက်လားအပျော်လေးကြိုက်လားအမာလေးကြိုက်လားဝယ်သူရဲ့အကြိုက်ကိုလိုက်ပြီးတော့အမတို့ကအဆင်ပြောင်းလုပ်ပေးခဲ့အဲ့ကြောင့်မို့ပဲ6နှစ်တိုင်အောင်အခုချိန်ကြီးတစားပို့ပြီးတော့ကြည်လာခဲ့တာအဲ့မို့နာမည်လေးကတော့အမေကြီးပဲယူခဲ့တာအမေရင်တော့ရွှေဆိုင်လေးဖွင့်နေအဲ့ဖွင့်တဲ့ရွှေဆိုင်လေးကအဆင်မပြေတော့မယောင်းဖြစ်တော့ကနေပေါချာလေးပို့တာနဲ့အမလည်းပဲရပေါချာကိုယူရမှမသိလေအဲ့နဲ့အဲ့ပေါချာလေးနဲ့ပဲ3ဝင်းနဲ့ရောင်းနီးဆိုပြီးနာမည်ဖြစ်လာတာဒါမှအခုဒီဆိုင်မှာတိတ်ပြီးတော့မှအိမ်ပြန်တော့အိမ်ပြန်ပြီးတော့ရဆိုအမေရရှိပြီအမေပြန်လာနေပြီဘယ်ရောက်နေပြီဖုန်းဆက်တယ်။နောက်ကြပြီဆိုလည်းအမေကဖုန်းဆက်တယ်လေ။ဘယ်ရောက်ပြီလဲဘယ်နံပါတ်မှာလဲဆိုပြီးအမေကဖုန်းဆက်တယ်။အခုကြောင့်မမအဲ့ဒါလည်းမရှိတော့ဘူး။ဆိုင်မှာရောင်းရရင်အမေဒါကဒီလိုဒီနေ့အသီးတွေစိမ့်တာများတယ်ဒီနေ့ဘလို့ဆိုအမေကိုပြောလို့ရတယ်အခုတော့ပြပြကြမရှိတော့ခါအိမ်ရောက်သွားရင်တော့ဟာတာတိုင်းမမလေးခုနားလေးမှလည်းသူထိုင်ခဲ့နေတာဒီနားမှလည်းသူထိုင်ခဲ့တာအဲ့လိုမျိုးဆိုညလုံးထဲမှာမြင်နေရပါလေအမတို့ဆက်လုပ်ဖြစ်တော့ဒီလိုမိုးရင်းပဲအဲ့တော့ဗမာတိပေါ်ကစားဒီပင်ကဒီမှာဒူးတီအရန်ဒေသန်နေဆိုပြီးတော့အစားတောက်တစ်ခုမှတက်လာရင်လည်းအော်ရာကောက်ပေးမယ်ဆိုပြီးကအော်ရာကောက်လိုက်တယ်အော်ရာကောက်လဲကောက်ကောအဲ့မှာအမတို့တစ်ဖြည်းဖြည်းနဲ့တလုံးဘလောက်မှအမျက်မယူအောင်အဲ့ဟောကားလေးပဲမဦးလေးလဲကားရပါစေဆိုတော့တိုက်စီကပို့ကြမယ်လီကပဲယူပို့နေအဲ့ကနေစရောင်းဖြစ်တာအဲ့နှစ်တုန်းကရောင်းနေအဲ့လိုပေါ့2ရက်ချားတစ်ခါရောင်းလိုက်3ရက်ချားတစ်ခါရောင်းလိုက်မှတော့ရောင်းလာခဲ့ရောင်းလာပြီအဲ့တုန်းကဒူးတီကြောင့်နားမလဲဘူးကို့မျိုးထဲမှာလည်းအဲ့လိုမရှိဘူးဆိုတော့အခက်ခဲတွေကြုံတယ်အမားတွေကြုံတယ်မကောင်းတဲ့တီးလည်းရောင်းမိတယ်အဲ့တုန်းကတော့အဲ့လိုရှိခဲ့တယ်အလုံး90ဝယ်ပြီး90ပြန်ရောင်းတယ်အဲ့မှာတချို့လူတွေကဖုံးမကင်တာတို့ဘာလို့ဆိုရင်ကိုစီမှာ3-4လုံးပုံတိုင်းကိုရောင်းထားတဲ့အမြက်ကအဲ့မှာပြန်ပါသွားပြီအဲ့လိုမျိုးဆိုအဲ့တုန်းကငယ်တာပေါ့ငယ်တော့အမ16-19လောက်ပဲရှိအောင်16လောက်ပြစ်မယ်အဲ့လောက်ဆိုတော့စိတ်ညစ်တာပေါ့ဘာမှလည်းမလုပ်တတ်သေးဘူးဆိုတော့အဲ့တော့စိတ်ညစ်တယ်မရောင်းတော့ဆိုရင်တစ်ပတ်လောက်နားလိုက်တယ်နောက်တော့ပြန်ရောင်းတယ်အဲ့လိုနဲ့ပဲအဲ့မှာ2လလောက်ရောင်းလိုက်တယ်ရောင်းမရောင်းဖြစ်တော့ရောင်းတော့လဲအဲ့လိုပဲအမေပေါချာနေယူပြီးတော့အဲ့နဲ့ရောင်းနဲ့တရက်ကို10ဘူး15ဘူးအဲ့နဲ့ဘူး20ပြီးတော့ဘူး100နဲ့200 300 400အဲ့လောက်ထိရောင်းရတယ်နေတိုင်းရောင်းရလာတာပေါ့အဲ့လိုကနေတဖြည်းဖြည်းနဲ့ online တစ်နှစ်2နှစ်3နှစ်လောက်လုပ်ပြီး4နှစ်မြောက်အောင်ဆိုင်ဖွင့်ပြတာရှိပါတယ်ရှုံးမြတ်ကတော့အမြတ်ကတော့လည်းရှိတယ်အရှုံးလည်းရှိတယ်အတွေ့အကြုံတွေလည်းအများကြီးရတယ်အမတို့အမြတ်ကအဓိကဆိုရင်တော့အမသာအဲ့လိုမလုပ်ခဲ့ဘူးဆိုတော့အမအမေကိုမဆေးမကူပေးနိုင်ဘူးအမအမေကိုအမဆုံးသွားတဲ့အချိန်ထိလုပ်ပေးနိုင်ခဲ့တယ်သူ့တော့ပေါ့နော်အဲ့ကဒီရတဲ့အမြတ်ဝင်နေပဲအမအမေတော့အမတော်တော်လေးလုပ်ပေးနိုင်ခဲ့ဟိုတခြားပစ္စည်းပိုင်ဆိုင်မှုတွေအမေကိုလုပ်ပေးနိုင်ခဲ့တာတကူကအမအတွက်အကျိုးရှိဆုံးမြတ်ပါပဲအကုန်ယူရတဲ့အမေတို့လုပ်ပေးနိုင်တဲ့အတွက်အမပို့ပြီးတော့ဝမ်းသာတယ်ဒါတော့မှပဲအမေဆုံးသွားတဲ့အချိန်မှာဟိုအမအားမရသေးဘူးအမလုပ်ပေးရတာလေအမလုပ်ကျွေးနေတာဘယ်လောက်မှမကြသေးဘူးနှစ်ပိုင်းခြားလေးပဲရှိသေးတယ်10စုနှစ်တခုလည်းမရှိသေးတဲ့အခါကျတော့အခုအလုပ်တွေလည်းအဆင်ပြေလာတဲ့အချိန်မှာအမမေကဆုံးသွားတယ်အဲ့ခါကျတော့ရှင်ထဲမှာယူချိုးမရဖြစ်တာပေါ့ဒီချက်ပို့ပြီးကောင်းကောင်းထားခြင်းသေးတယ်မျိုးလေကင်ဆာဆိုတဲ့ယောဂပတ်စံဖုန်းတဲ့ယောဂလေအမရှားတယ်ပြီးရင်အမေစီမှာပြန်ပြီးတော့ကုံတော်မဟုတ်ဘူးပေါ့အမေအတွက်ဆိုရင်တော့အမေအတွက်ပြန်ပြီးတော့ကိုကလုတ်ပေးရတာပေါ့လုတ်ကိုလုတ်ပေးရမှာလေကိုကအမေအတွက်ဆိုရင်တော့ကုံတယ်လို့သုံးလို့မရဘူးအဲ့အတွက်အမကတော့ဟိုအမေအတွက်ဒီ2နှစ်ကျော်3နှစ်ကျော်မှရာကနန်းကျော်စီကုံပါတယ်သုံးငနီလာမှလည်းတော်တော်လေးကိုသုံးခဲ့ရတယ်တော်တော်လေးလဲအများကြီးမလုပ်ခဲ့ရတယ်အဲ့မို့နာမည်လေးကတော့အမေကြီးပဲယူခဲ့တာအမေရင်တော့ရွှေဆိုင်လေးဖွင့်နေအဲ့ဖွင့်တဲ့ရွှေဆိုင်လေးကအဆင်မပြေတော့မယောင်းဖြစ်တော့ကနေပေါချာလေးပို့တာနဲ့အမလည်းပဲရပေါချာကိုယူရမှမသိလေအဲ့နဲ့အဲ့ပေါချာလေးနဲ့ပဲ3ဝင်းနဲ့ရောင်းနီးဆိုပြီးနာမည်ဖြစ်လာတာရောင်းနီးဆိုပြီးဖြစ်လာခဲ့တာပေါ့အမေတို့မေသူလုပ်ပေးခဲ့ရပေါ့သူမြင်ပြောဒီချောင်ကြီးကငါစီကနေငါနဲ့အမွေပေးထားတာငွေပေးထားသူနာမည်မေပေးခဲ့ရပေါ့အဲ့ရနေအမဆက်ပြီးတော့မွေးလာခဲ့တာဒီဆိုင်ရောအမတို့ယူရတွင်းនេះဆိုလဲယူရတယ်မင်းဆောက်ကနေတွင်းနေအဲ့နောက်ပြီးဂိုင်းဆက်တွေဆိုမှုတော့တွင်းနေဘိတ်ကတွင်းနေအဲ့လိုမျိုးစုံတွင်းတာပေါ့အမတို့ဗမာသီးဆိုရင်ရေးရတွင်းမယ်တောင်ကတွင်းမယ်အဖက်ဖက်ကနေတွင်းရတာပဲမျိုးစုံလေအဲ့လိုသူ့ရဲ့ယာတီလိုက်သူ့ရဲ့ပေါ်တဲ့ဒေတာပေါ့မူတည်ပြီးတော့တွင်းရတယ်သူကအမျက်ကိုအတိအကျပြောလို့မရဘူးဘာကြောင့်လဲဆိုတော့အမတို့ကနေတိုင်းညက်နေတာမဟုတ်ဘူးအမတို့မှာအရှုံးစွာရှိတယ်။နောက်တစ်ခုဝန်ထမ်းစိတ်တွေရှိတယ်၊ဆိုင်စိတ်တွေရှိတယ်။တခြားပါစိတ်ညာစိတ်နဲ့အမတို့မှာထွက်တဲ့ဝင်ဝင်ရလဲနဲ့အမောင်မဟုတ်ဘူး။အဲ့တော့အမျက်တိကျအမတို့ပြောလို့မရဘူး။လူကြီးဆိုတာနောက်ပြီး
12လရာသီရနေရမဟုတ်ဘူးလေအမရာသီပေါ်3လလောက်4လလောက်မှာပဲအမတို့ရောင်းရတယ်ဖြစ်တဲ့အတွက်အဲ့လိုချင်းချင်းချင်းလေးနဲ့ဒီချိန်မှာရှာထားပြီးယူနီတုံးတဲ့ရာသီမှာအမတို့ပေးရမယ်ဆိုင်ကန်းကားတွေဝန်ထမ်းကားတွေအဲ့အတွက်လည်းအမတို့မှာကြိုပြီးစုရတယ်အမျက်ကြီးပဲရှိလာတဲ့လုပ်ငန်းတော့မဟုတ်ဘူးပေါ့နော်အပိုင်းယူနီလည်းဆက်ပြီးလုပ်တိုင်းမယ်တခြားအလုပ်လေးနည်းနည်းလေးရှိရမှာမှာတခြားလုပ်ငန်းလေးလည်းရှိရဆိုတော့လေဒါပေမဲ့ယူနီကတော့အဓိက main ပေါ့နော်အဲ့ဒါကိုပဲအဓိကသွားလုပ်ဖြစ်မှာပါယူနီရဲ့ကိုယ်တိုင်ကန်ဆက်တယ်လို့ပြောတာနော်ကန်ဆက်ပါတယ်အမနဲ့တော်တော်လေးပေါ့ယူနီကအမကန်ဆက်တယ်နောက်ပြီးအမဘေးနားမှာရှိရဝန်ထမ်းတွေအမနဲ့လှုပ်တွဲလုပ်နေကြအမရဲ့ကုန်တယ်ချက်ရှင်ရလဲတော်တော်လေးကောင်းကြပါတယ်သူတို့ရဲ့ကျေးဇူးကြောင့်လည်းအမဒီလိုမျိုးရောင်းနိုင်ခဲ့အဓိကတော့အမရဲ့ customer တွေကယုံကြည်ကြည်နဲ့အားပေးလို့ဒီရောင်းနိုင်ခဲ့ရပါဟုတ်တယ်အမတို့မှာတွင်းသီးရာသီကုန်သွားလဲတခြားနေရာမှာရှားနေလဲအမတို့မှာရတယ်အမတို့ကအခုနေရာမှာလေးမြင်တဲ့အတိုင်း KG ကိုအများကြီးလိုရသီးဆိုလဲ KG ထောင်နဲ့ချီထားရတယ် KG 3-4တောင်ထားရတယ်ဗမာသီးဆိုလဲအလုံးထောင်နဲ့ချီထားပြီးရောင်းပေးရပေါ့ရန်ကုန်ကတွင်းသီးရမ်းကြိုက်ကြတော့လေတွင်းသီးကောင်းကောင်းရတဲ့နေရာလေးရှားတော့အမတို့ထားပေးတယ်တချို့ကမှလေးနည်းနည်းရစ်တာတော့မဟုတ်ပါဘူးအဲ့လိုပြောရတယ်လေးရှိရပါအမကတော့အဲ့လိုမျိုး complaint ဖြစ်တယ်ဆိုရင်အောက်ပိုင်း complaint တွေကဝန်ထမ်းတွေကိုပဲတေချာ caring လုပ်ခိုင်းတယ်နည်းနည်းကြီးရဟာလေးဆိုတော့အမကcustomer ရလည်းအကုန်လုံးကပြောပြရင်နားလဲပါတယ်သူတို့စိတ်ကျင်တာကိုလုပ်ပြီးရင်လေအကုန်လုံးကနားလဲပြီးလက်ခံပြီးဘယ်သူမှပြောမရတော့မရှိပါဘူးတယောက်ကဝယ်သူကလည်းကိုယ်ပေါ်ယုံကြည်ရရှိရကိုကလည်းပြန်ပြီးတော့ကိုရင်ခိုင်းအရာပေါ်မှာပြန်လုပ်ပေးရမှာဆိုတော့အမတို့အဆင်ပြေပါတယ်ကွန်ပလိန်းဆိုပြီးတော့လေဟိုလေမျက်နှာလက်ခဲပြတော့တစ်ခါမှမလုပ်ခဲ့ဘူးအဲ့လိုလာပြောခဲ့ရင်အမကိုလာပြောခဲ့သူမကောင်းဘူးဒါလေးလို့ဆိုတယ်အမအဆင်ပြေလုပ်ဖို့ဆိုတော့ပဲလုပ်ပေးလိုက်ဆိုင်မှာဝယ်လို့ပဲမကောင်းအွန်လိုင်းဝယ်လို့ပဲမကောင်းလုပ်ပေးတယ်ဒွေးသီးတစ်လုံးတန်ကြီးကလည်းနေတာမဟုတ်ဘူးလေဝယ်သူတွေဝယ်စားတာဆိုတော့လေအမတို့ကဝယ်သူကိုအမခံပေးရအဲ့တော့ချက်နေမမတို့ရက်လာခဲ့ဝယ်သူကိုအမအချိုလေးကြိုက်လားအခါလေးကြိုက်လားအပျော်လေးကြိုက်လားအမာလေးကြိုက်လားဝယ်သူရဲ့အကြိုက်ပေါ်လိုက်ပြီးတော့အမတို့ကအဆင်ပြောင်းလုပ်ပေးခဲ့အဲ့ကြောင့်မို့ပဲ6နှစ်တိုင်အောင်အခုချိန်ကြီးတစားပို့ပြီးတော့ကြည်လာခဲ့တာရောင်လို့အမြဲအပိလာခဲ့ customer အကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်အမတို့ဆိုင်နဲ့ပတ်သက်ပြီးလိုအပ်ချက်လေးထောက်ပြချင်တာလေးရှိရင်လည်းပြောလို့ရပါတယ်အမြဲအပိခဲ့ customer တဦးချင်းတိုင်းကျေးဇူးအများကြီးတင်ပါတယ်